အားလုံးပဲမင်္ဂလာပါကျွန်တော်မနက်ခင်းမြန်မာစံတော်ချိန်9နာရီခွဲမှာကြည့်ရမယ့်ပွဲကတော့ကျွန်တော်အင်ရှင်မက္ကဆီကိုတင်းနဲ့တောင်အမေရိကတိုက်ကခံစစ်ကောင်းလာပါကြီးရဲ့ဆိုရဲအီကွေဒေါတို့ရဲ့ပွဲစဉ်မှာဒီပွဲစဉ်ကတော့မက္ကဆီကိုတင်းကအင်ရှင်ဆိုတဲ့အတိုင်းပဲအုပ်စုပထမနေရာကိုရောက်ယူတဲ့အတွက်ရှုံးထွက်ပွဲစဉ်မှာလည်းအင်ရှင်အခွင့်အရေးကိုအပြည့်အဝရရှိပါတယ်ကျွန်တော်တို့ဆိုလိုချင်တာကကနေဒါအသင်းဆိုရင်အုပ်စုဒုတိယဖြစ်သွားတဲ့အတွက်သူကရှုံးထွက်ပွဲစဉ်တွေကိုဒါပူရဲအင်ရှင် USA မှာလာကစားရတာပါမက္ကဆီကိုအသင်းကတော့ဒီလိုမဟုတ်ပါဘူးအုပ်စုပထမရတဲ့အတွက်သူ့ရဲ့မက္ကဆီကို City Stadium မှာပဲရှင်ပြိုင်ကစားရမှာပါအဲ့တော့အင်ရှင်အားတာချက် totally 100% အပြည့်အဝရှိနေပါတယ်ဒီနေ့မှာမက္ကဆီကိုအသင်းကတော့ကမ္ဘာအဆင့်14ပါအီကွေဒေါအသင်းကတော့ကမ္ဘာအဆင့်23ပါတိတ်ပြီးကွာချရတော့ပြောလို့မရပါဘူးကမ္ဘာအဆင့်60လောက်ပဲကွာပါတယ်ကျွန်တော်ကကမ္ဘာအဆင့်နေအများနဲ့ဘာကြောင့်ထက်တွက်ပြောရတယ်လဲဆိုရင်ဒီအဆင့်သတ်မှတ်ချက်တွေကအလကားသတ်မှတ်ထားတာတော့မဟုတ်ပါဘူးအေရှာဘူဂီတန်တွေကလည်းဒီအဆင့်သတ်မှတ်ချက်တွေကိုကြည့်ပါတယ်ဒါပေမဲ့တချို့ပွဲစဉ်တွေမှာဆိုရင်တော့ဥပမာနော်ဝေးအသင်းပွဲစဉ်တွေဆိုရင်နော်ဝေးကသူ့ထက်ကမ္ဘာအဆင့်တာတဲ့အသင်းတွေတော့မှပြန်ကြေးကြောပေးတာတွေလည်းရှိပါတယ်ဒါပေမဲ့သူ့အနေနဲ့သူအသုံးဝင်တဲ့နေရာမှာတော့အသုံးဝင်နေပါသေးတယ်ဒီအတွက်ကြောင့်ပြောပေးခြင်းဖြစ်ပါတယ်အဲ့တော့မက္ကဆီကိုကတော့ကျွန်တော်တို့ဒီအင်ရှင်နိုင်ငံတွေထဲမှာဆိုရင်သူကသူ့အိမ်ကွင်းသူ့ပြည်သက်ရှိမှာလက်ရှိအုပ်စု၃ပွဲကစားပြီးချိန်ထိသူကပေးကိုလုံးဝမရှိသေးပါဘူးသူတို့အုပ်စုမှာသူ South Africa ကို2-0 South Korea ကို1-0အုပ်စုနောက်ဆုံးပွဲမှာအမှတ်မလိုဘူးအရန်နေထုတ်သုံးပါတယ်ဆိုတော့မှချက်အသင်းကို3-0နဲ့အနိုင်ယူပြီးတော့အုပ်စုပိုနဲ့ဒီအဆင့်ကိုတက်လန်းလာတာပါတစ်ဖက်ကအီကွေဒေါအသင်းကတော့ကျွန်တော်တို့အစောနှစ်ပွဲမှာလုံးဝပြတ်တုံနေတဲ့အသင်းပါဘာကြောင့်လဲဆိုတော့ပွဲဥဒတ်မှာ Ivory Coast ကိုနောက်ကျဂိုးနဲ့ 0-1 နဲ့သူရှုံးသွားတယ်ဒုတိယပွဲမှာလည်းအသင်းငယ်ကျူလာဆော့ကိုဂိုးမသွင်းနိုင်ပဲ0-0တည်ကြတယ်နှစ်ပွဲကပြီးတစ်မှတ်ပဲရထားချိန်သူတို့အုပ်စုမှာဂျာမနီတင်းကနှစ်ပွဲကန်6မှတ်နဲ့ကျင်းသေးပေါအုပ်စုပထမကျင်းသေးသွားတယ်ဆိုတဲ့အချိန်မှာသူတို့ရဲ့နောက်ဆုံးပွဲမှာအီကွေဒေါအသင်းကလုံးဝတိုက်စစ်ဖွင့်ခံစစ်မကစားဘဲနဲ့ညစ်ကန်ကန်ရင်းနဲ့ဂျာမနီကို2-1နဲ့အနိုင်ရရှိလို့သူတို့ကတပွဲနိုင်တပွဲသေးတပွဲရှုံး4မှတ်နဲ့သူတို့ဒီနေရာကိုတက်လန်းလာနိုင်တာပါအဲ့တော့မက္ကဆီကိုနဲ့အီကွေဒေါဆိုတာကဗျမြောက်အမေရိကတိုက်အသင်းနဲ့တောင်အမေရိကတိုက်အသင်းရေကန်မြေကန်တူတယ်ရာသီဥတုတူတယ်သူတို့ဒါကန်နေကြအသင်းတယ်လို့ဆိုရမှာပေါ့သူတို့မှာဂိုးကပ်တို့ဘာတို့တွေရောချစ်ကြည်ပွဲတွေရောအများကြီးပါပဲကိုပါပွဲတွေရောသူတို့ကန်နေကြပါဒါကြောင့်မို့လို့သူတို့ဟတ်တူရရလက်ကိုကြည့်ရင်လေမက္ကဆီကိုကဒါကန်ပြီးတဲ့နောက်ဆုံးပွဲစဉ်တွေကိုကျွန်တော်တို့လေ့လာကြည့်ရင်မက္ကဆီကိုအသင်းက4ပွဲနိုင်ထားတယ်4ပွဲတရေကြပြီးတော့အီကွေဒေါအသင်းကလည်း3ပွဲပြန်နိုင်ထားပါတယ်အဲ့တော့သူမသားကိုမသားအသင်းလို့လည်းပြောလို့ရပါတယ်ဒါပေမဲ့တခုရှိတာကဒီပြိုင်ပွဲမှာမက္ကဆီကိုကအင်ရှင်မှာကျွန်တော်တို့ဂိုးကတ်တွေကျွန်တော်ဒီတောင်အမေရိကမြောက်အမေရိကအားပြိုင်တဲ့ပွဲတွေတော်တော်များများမှာအင်ရှင်တွေကအသာစီးရယူလေးရှိပါတယ်နောက်ပြီးတော့သူတို့အချင်းချင်းမှာဆိုရင်လည်းမက္ကဆီကိုကအမြဲတမ်းဂိုးကတ်ဖို့ပါလို့ပါဆိုရင် USA ကိုတောင်ကြော်ပြီးတော့ဖလားရခဲ့တဲ့တာရကတွေလည်းရှိပါတယ်အဲ့တော့နောက်ဆုံးသူတို့တွဲဆုံခဲ့တဲ့ပွဲတွေကတော့များတယ်ဗျဒါပေမဲ့နောက်ဆုံးတွေ့တဲ့3ချိန်ဇက်ကိုပဲကျွန်တော်ကဥတီပြောချင်ပါတယ်တိတ်မကွာသေးတဲ့ကာလဖြစ်နေတာမဟုတ်ပါကျွန်တော်တို့2025မှာ1-1တည်ကြခဲ့ပါတယ်2024မှာ0-0တည်2022မှာ0-0တည်ဒီ3ပွဲကနောက်ဆုံးရလဒ်ပါအဲ့ထဲမှာ2ပွဲကတော့ချစ်ကြည်ပွဲပါတပွဲကတော့သူတို့ပြိုင်ပွဲအတွင်းရင်ဆိုင်ခဲ့တဲ့ပွဲစဉ်ပါဆိုလိုချင်တဲ့အဓိပ္ပာယ်ကတော့နောက်ဆုံး3ချိန်လုံးမှာတော့တရေကြတဲ့အပြင်ကိုဂိုးအောက်ခဲ့ပါသေးတယ်အဲ့တော့ဒီနှစ်သင်းအရင်ဦးဆုံးကျွန်တော်တစ်ခုပြောဖို့မေ့နေတယ်သူတို့နှစ်သင်းကနိုင်ရင်ဘယ်သင်းနဲ့တွေ့မှာလဲသူတို့နောက်ထပ်16သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာတော့အင်္ဂလန်အသင်းနဲ့ဒီယာကွန်ဂိုအသင်းတို့နိုင်တဲ့အသင်းနဲ့သူတို့တွေ့မှာပါကျွန်တော်တို့ခံမှန်းခြေပြောရင်တော့ဒီယာကွန်ဂိုကိုအင်္ဂလန်အသင်းနိုင်ရခဲ့မယ်လို့ယူဆတယ်ယူဆကောင်းယူဆလို့ရတယ်ဆိုရင်ဒါဒီပွဲနိုင်ရတဲ့အသင်းကအင်္ဂလန်လိုအသင်းကြီးနဲ့16သင်းအဆင့်မှာသူတို့ကြိတ်ကမှာပါအဲ့တော့အင်ရှင်လည်းဖြစ်တဲ့ဒါပြိုင်ဘက်အမြဲတမ်းတွေ့နေကြလဲဖြစ်တဲ့အီကွေဒေါအသင်းပေါ်ကိုမက္ကဆီကိုအသင်းသူတို့အိမ်ကွင်းမှာဘယ်လိုကစားမလဲ
ဒီနေရာမှာကျွန်တော်ပြောလို့ရှိရင်အာရှဈေးကွက်ကိုကျွန်တော်တို့ပြန်ပြီးတော့အတိအကျတွက်ကပါတော့မယ်ကျွန်တော်စတီဂျီးတွေမှာမက္ကဆီကိုက level 60ရှုံးလောက်ထွက်နေတယ်လက်ရှိကျွန်တော်အခုပြောတဲ့ချိန်မှာ level 50ရှုံးမှာ10ပြားလောက်ပဲကွာပါတယ်ကိုပေါင်းဈေးမှာတော့စတီဂျီးမှာတဲ့ကနှလုံးသွင်းရင်35ပြားနိုင်ဆိုပြီးတော့ကျွန်တော်တို့ကဘာဖလားရဲ့2+ ပွဲစဉ်တစ်ပွဲထပ်မံပေါ်ပေါက်လာပါပြီလက်ရှိကျွန်တော်ပြောနေတဲ့အချိန်မှာတော့2ဂိုးသွင်းရင်25ပြားနိုင်ပါအဲ့တော့ကဘာဖလားပွဲစဉ်တွေမှာဂိုးပေါင်းက2+ ထွက်ခဲ့ရင်ဂိုးပေါင်းအောက်အောင်တာတော်တော်များပါတယ်ဒါကလည်းကျွန်တော်တို့ပြီးခဲ့တဲ့အုပ်စုတွေနောက်ဆုံးပွဲစဉ်တွေမှာဂျီးရီးယားနဲ့အော်စတြေးလျပွဲမှာတော့2+ ထွက်ခဲ့ပေမဲ့လည်း3ဂိုးစီတီတရေကျသွားတယ်ဒါ upset ရလဒ်တစ်ခုကလည်းရှိနေပါသေးတယ်မှန်မှန်ရပြောရရင်ကဘာဖလားလက်ရှိကျင်းပတဲ့အချိန်အထိ2+ ထွက်တဲ့ဂိုးပေါင်းကြီး4ပွဲပဲရှိပါသေးတယ်2ပွဲဂိုးအောက်ပါတယ်တစ်ပွဲကတော့ပြား20လောက်ဂိုးပေါ်အောင်သွားပြီးတော့ခုနကပြောတဲ့အယ်ဂျီးရီးယားပွဲမှာတော့အပြည့်ဂိုးပေါ်အောင်သွားခဲ့ပါတယ်ဒီပွဲစဉ်မှာလည်းထုံဒီ၎င်းမဲ့2+ 25 2+ 30ဒီလောက်ကြီးပေါက်နေတဲ့ဟာမှာကျွန်တော်တို့နောက်ဆုံးတွဲဆုံခြင်းတွေမှာလည်းတရေခွန်းတွေထိုင်ပစ်တာတွေရော1-1တရေတွေရောကြာထားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီပွဲကိုဗာရွေးချယ်မလဲခင်ဗျားတို့ body ကိုကြိုက်ရင်တော့အင်ရှင်အားကိုနဲ့မိုက်တာမိုက်ပါလို့ပဲကျွန်တော်ဆိုလိုချင်ပါတယ် level 60အကျော်ပေးလိုက်ပါမက္ကဆီကို1-0လောက်နိုင်သွားနိုင်ပါတယ် body ကိုပြောတာပါကိုပေါင်းကိုကြိုက်ရင်တော့ကျွန်တော်ကတော့ကဘာဖလားဈေးနှုန်းတွေအာရှဈေးကွက်ဖွင့်လှစ်မှုတွေအတိုင်းကျွန်တော်ကတော့ဂိုးအောက်ကိုပဲကြိုက်နေတတ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ရွေးချယ်သုံးသပ်မှုကိုကျွန်တော်ဒီပွဲမှာ body ဂိုးအောက်ကျွန်တော်မပြောတော့ပါဘူးခင်ဗျားတို့စိတ်ကြိုက်လုပ်ပါနှစ်ခုလုံးတော့တွဲမလုပ်ပါနဲ့ဘယ်တော့မှဂိုးပေါင်းဈေးနဲ့ body ဈေးကသားစားတာတိတ်မဟတဲ့အတွက်ကြောင့်မို့လို့နှစ်ချက်ကွက်တွေမနှင်းပါနဲ့လောဘမကြည့်ပါနဲ့ body ကိုကြိုက်ရင်အင်ရှင်အားကိုနဲ့ကြိတ်ပါဂိုးပေါင်းကိုကြိုက်ရင်တော့ကဘာဖလားရဲ့ဒါအေရှာဘူကီတိုင်းနေဖွင့်တဲ့ဈေးတိုင်းဂိုးပေါင်းအောက်ကိုသာခင်ဗျားတို့လိုက်ပါဒီလိုပဲကျွန်တော်အကြံပေးခြင်းပါတယ်ကြိုင်ရင်ယူပါမကြိုင်ရင်ဘက်ကမှာမိုးလေးမှာခင်ဗျားတို့အိတ်ထဲမှာချလင်တန်တွေကြားဖို့ကအရေးကြီးပါတယ်အားလုံးကျေးဇူးထူးတင်ရှိပါတယ်